ဒါကျွန်တော်ခွေရောက်နေတာပါလက်ရှိဘယ်နီကူရဲ့ဒေါ်ဇာလေးတွေပေါ့ဒါရင်တော့ချောင်းအဟောင်းတယ်နော်အခုရေးမရှိတော့ဘူးဒါသဘောပါကောင်းခြင်းဒါဘေးဆိုးတွေပေါ့ဒါကြီးညောင်းနေရရေးမရှိတော့ဒီတော့ဘာဖြစ်နေအော်မမြတ်မရှိဒီရအနေထားဒီရတော့အနေဟိုဟုတ်ကဲ့လို့ဆိုမြန်မာပြည်မှာဆိုဒီမြတ်တိပေးရမှာဆိုမြတ်ဒီပေါ်လာဒီမှာကြရလို့မြတ်ဒီမရှိဘူးမြတ်ဒီမရှိဘူးအဲ့လိုအားမစားတော့6ကြီးအဲ့လိုအတိပင်းရအော်စီမီလောင်နေဆိုတော့သူရဲ့မီလောင်ရင်ဘာဖြစ်လို့ဒါတွေကဒီအခောက်တွေက6တယ်ဒီအခောက်တွေကဒီမီတစ်ချက်ဆောလာတာနဲ့မီအလုံးလောင်လာလို့ဒါအမီးစားလို့ဖြစ်သွားတာပေါ့အဲ့ဒါတော့တော်မီလောင်လို့ဒီအပိုင်းလက်ပါတယ်ဟောကြတော့အများနဲ့ဒီမှာကတိပင်းဘလောက်ထူဘလောက်မှာ6တယ်ဘာတစ်ချက်မီးရှို့လိုက်တာနဲ့အားလုံးမီးလောင်နေအပေါ်မှာအရေးတော့ရှိတယ်ဒါမှအများနဲ့6တွေ့တယ်ဟိုမြန်မာနိုင်ငံလုံးအပေါ်မှာတိပင်းဒီမှာအများနဲ့ဆူတယ်ဘလောက်ပဲမီးရှို့ဒီမလောက်ဒီမှာကြတော့တစ်ချက်မီးကြတာနဲ့အားလုံးမီးလောင်အဲ့ဒါအော်စီရဲ့တော်တော်များများတော်တော်နေရမှာပေါ့နော်ဟုတ်ဒီဘိုးအရှိပိုင်းမှာကြတော့အဲ့ဒီမိုးရွာတဲ့ဟွာနေရာလည်းရှိတယ်အများအားမိုးရွာတယ်မိုးအုပ်တယ်မိုးရွာတယ်ဟိုရာသီဖျက်လို့မျိုးပေါ်တွေလည်းရှိတယ်တချို့တော်တွေကညသာဖြစ်ဒီအော်စီမမီးလောင်တဲ့အပိုင်းကတချို့ပိုင်းတွေကြတော့လာပဲဟိုတိပီဟိုဖြစ်လို့တိပီရေးဖြစ်လို့အများအား6တယ်တော့ဒီကတိပီတွေကသူအခုထူတယ်ခုံထူပြီးခွာ6တယ်ခွန်6တော့ဒီဟိုတမျိုးအဲ့ဒီအပင်ကတမျိုးဒီအပင်ကတမျိုးဟာလာကြီးလာဒါလဲအဲ့လိုအခုက6တယ်ဟွာဖြစ်ဒီမှာမီးရရှေ့ရတာဒီကမီးလောင်ဒါဆိုကြည့်လိုက်ဒါလည်းပဲအပင်တမျိုးအခုကလောက်ထွက်ရလောက်ထွက်တော့သူကမီးတစ်ချက်လောင်နေတာမီးလောင်နေတာတစ်စပယ်တော့ချက်ကူးဆက်သွားတာပေါ့အဲ့ဒါလည်းတမျိုးဒီအပင်ကဒါလည်းဘာဖြစ်တယ်သူကအစီတောင်ထွက်သေးတယ်ကအစီထွက်တယ်ဆိုတော့သူကလောင်စာဖြစ်သွားတာပေါ့မီးလောင်စာအဲ့ကြတော့ဒီကမြန်မာပြည်ကတစ်ပင်ခွန်ကြတော့အများအားဆိုးတယ်ဒီမှာကြတော့အများအား6တယ်ခွန်ရပြီနေမလို့အော်စီရတော့တော့ပေါ့နော်တော်များကျွန်တော်ရောက်တဲ့နေရာတိုင်းမှာဒီမျိုးပဲတော်တယ်ဒါပေမဲ့ရှေ့ပိုင်းမှာကြတော့အဲဒီအများအားမိုးရွာတဲ့နေရာလည်းရှိတယ်မိုးကအများအားရွာတယ်သူ rain forest လို့ခေါ်တယ်စွတ်တာ